Hello မင်္ဂလာပါနော်မိတ်ဆွေကိုဒီတခါဗီဒီယို edit လုပ်တဲ့ software လေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်မိတ်ဆွေတို့ဗီဒီယို edit လုပ်တဲ့အချိန်မှာမိတ်ဆွေတွေရဲ့ဗီဒီယို file တွေကိုဗီဒီယိုပြချင်တဲ့ဗီဒီယိုအမျိုးစုံပြလို့ရတယ်နော်ဗီဒီယို2ခုမကအောင်နော်3ခု4ခု5ခုလည်းပြလို့ရတယ်ကြိုက်သလောက်မိတ်ဆွေရဲ့ဗီဒီယိုအပိုင်းအစလေးတွေကိုပြလို့ရတဲ့ software လေးတစ်ခုနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်နော်အဲ software နာမည်ကတော့ editor ဖြစ်ပါနော်ဒီ software တွေကမိတ်ဆွေတို့ဒီ software ကို down ကျင်လို့ရှိရင် Microsoft Store မှာတွားပြီးမှ download ဆွဲလို့ရပါတယ်နော် software လေးရဆိုရင်$3.18နော်$3ကျော်ကျော်ပဲကျပါတယ်နော်ဒီ software ကို Microsoft Store မှာတွားပြီးမှဝယ်လို့ရပါတယ်နော်ဒီ software တွေကိုဝင်လိုက်မယ်နော်ဒါဒီ software ရဲ့မျက်နှာပြင်ဖြစ်ပါတယ်နော်ဒီ software မှာဘာတွေလုပ်လို့ရလဲဆိုတာကိုမိတ်ဆွေကိုရှင်းပြပေးမှာဖြစ်ပါတယ်နော်တချို့ကဗီဒီယိုအပိုင်းလေးတွေကတင်ကျင်တယ်မလားဗီဒီယိုဒီနားမှာဗီဒီယိုတစ်ပုတ်ဒီနားမှာဗီဒီယိုတစ်ပုတ်ဒီနားမှာဗီဒီယိုတစ်ပုတ်အဲ့လိုတင်ကျင်တယ်မလားတင်လို့ရှိရင်တခြား software တွေကိုသုံးနေကြမှာအဆင်မပြေဘူးနော်ဝယ်ပြီးမှသုံးကြည့်ပါနော်အရန်ကိုမိုက်ရနော်ပြပေးမယ်နော်မတီးနေအောင်နှိပ်မယ်နော်အဲ့မှာဗီဒီယိုရွေးမယ်နော် download ဆွဲထားတဲ့ဗီဒီယိုလိုက်ရှာမယ်နော်ရှာတယ်နော်ကျွန်တော်ဒီနှစ်ခုကိုပြပေးမယ်နော်ကျွန်တော်ဟိုဒီလိုမျိုးလေးရောက်လာပြီဆိုရင်မိတ်ဆွေဒီကောင်ဒီမှာဒါလေးဆွဲပြီးမှထည့်လိုက်ဘတ်ဒီမှာရောက်လာပြီလားနောက်ထပ်ဗီဒီယိုထပ်ထည့်မယ်ဆိုလည်းထည့်လို့ရတယ်နော်ထပ်ထည့်မယ်ဆိုလည်းဒီလိုပြချလိုက်နော်ဒီမှာနော်နှစ်ပုတ်ဖြစ်သွားပြီနော်နောက်တစ်ခါပြချထပ်ထည့်မယ်ဆိုလည်းပြချလိုက်ဒီမှာသုံးပုတ်ဖြစ်သွားပြီနော်အဲ့လိုဗီဒီယိုတွေအများကြီးထည့်လို့ရတယ်နော်နောက်ထပ်ထပ်ပြချလိုက်ဒီမှာ၄ခုဖြစ်သွားပြီနော်ပြချလိုက်မယ်နော်၅ခုဖြစ်သွားပြီ对啦，နောက်ထပ်တစ်ခါဗီဒီယိုတက်ပြချလိုက်တယ်6ခုဖြစ်သွားပြီနော်အဲဗီဒီယို6ခုလုံးမိတ်ဆွေဖွင့်ကြည့်လို့ရပါတယ်နော်ပြမယ်နော်ဖွင့်ပြမယ်နော်ဗီဒီယိုတွေကြိုက်တဲ့လောက်ထည့်လို့ရတယ်ပုံစံမတူတဲ့ဗီဒီယိုမျိုးစုံလည်းကြိုက်တယ်လို့ထည့်လို့ရပါနော်နောက်ကြရင်နောက်တစ်ခုပြမယ်နော်ဒီကောင်ဖြတ်လိုက်မယ်နော်ဖြတ်မယ်ဆိုရင်ဒီမှာနော်ချင်းအောင်လေးတွေ့လားအဲချင်းအောင်လေးကိုနှိပ်မယ်နော်တွေ့လားကုန်ပြတ်သွားပြီနော်ဒီတစ်ခါမိတ်ဆွေကိုဓာတ်ပုတ်လေးတွေထည့်ပြမှာဖြစ်ပါတယ်နော်ဒီနာကိုပဲနှိပ်မယ်နော်နှိပ်ပြီးမှမိတ်ဆွေကဒီမှာဓာတ်ပုတ်ထဲမှာပြတ်တော့ကြအီမေးကိုရွေးလိုက်မယ်နော်အီမေးကိုရွေးပြီးတာနဲ့မိတ်ဆွေကြိုက်တဲ့ဓာတ်ပုံကိုမိတ်ဆွေရှာပြီးထည့်မယ်နော်ကိုကြိုက်တဲ့ဓာတ်ပုံနော်ထားလိုက်ပေါ့ဒီနှစ်ပုံထည့်ဒီတစ်ပုံထည့်မယ်နော်โอเคဒီမှာနော်ဒီလိုမျိုးဆိုဒီပြစ်ထည့်လိုက်တပုံရပြီနော်နောက်တစ်ခါဒီလိုပြစ်ထည့်လိုက်နှစ်ပုံနောက်ဒီလိုပြစ်ထည့်လိုက်သုံးပုံတွေ့လားနော်ကိုကြိုက်တဲ့တပ်ပုံတွေပြစ်ထည့်လို့ရတယ်နော်နောက်ဆက်မိတ်ဆွေကအဲ့တပ်ပုံတွေကိုကိုစိုက်ကိုကြိုက်တယ်လို့ပြစ်ထည့်လို့ရတယ်ကိုကြိုက်တဲ့တခြင်းနဲ့လည်းမိတ်ဆွေကထိတ်မှဗီဒီယို edit လုပ်လို့ရပါတယ်နော်မိတ်ဆွေတခြင်းထည့်မယ်ဆိုရင်ကိုကြိုက်တဲ့တခြင်းနဲ့ edit လုပ်လို့ရပါတယ်နော်ဒီနေရာကိုနှိပ်မယ်နော်ကိုကတခြင်းထည့်မယ်ဆိုဒီမှာနော်ကိုကြတဲ့တချင်းထည့်မယ်ဆိုဒီမှာစာရေးမယ်ဆိုဒီမှာနော် effect လေးတွေထည့်မယ်ဆိုဒီမှာနော် effect ကိုနှိပ်ပြမယ်နော်တချင်းထည့်တာတို့စာရေးတာတို့မပြောတော့ဘူးနော် effect ထည့်မယ်နော် that's နေပြီနော်မိတ်ဆွေဒီမှာနော်ဒီ effect လေးကိုထည့်ပြမယ်နော် flash ဆိုတဲ့ effect လေးကိုထည့်ပြမယ်ဟုတ် okay ဒီ effect ကိုဒီမှာပြစ်ထည့်လိုက်မယ်နော် okay တွေ့လားအောက်ပိုင်းမှာတွေ့လား color လေးမှုံသွားတွေ့လားနော် color လေးမှုံသွားတွေ့လားဒါအဲ့ကာလဲလေးအပေါ်ကိုကြက်တယ်လို့ဆွဲတင်လို့ရတယ်ဒါအပေါ်မှာပေးမှုန်လို့ရတယ်အောက်မှာပေးမှုန်လို့ရတယ်ဟုတ်လားဒါအတွက်အဖက်လေးတွေပဲဖြစ်ပါနော်နောက်ကြရမိတ်ဆွေဒီဗီဒီယို ATM ဘာတွေလုပ်လို့ရတယ်ဆိုမျိုးစုံလုပ်လို့ရပါနော်နောက်တစ်မျိုးထပ်ပြပေးမယ်နော်ဒီမှာအဖက်ကိုပဲပြနှိပ်လိုက်မယ်နော်စနိုးနော်โอเคစနိုးနှိပ်လိုက်မယ်နော်စနိုးဒီမှာပြစ်ထည့်လိုက်မယ်နော်โอเคပြစ်ထည့်လိုက်ပြီးတော့စနိုးဒီထဲမှာရောက်သွားပြီမိတ်ဆွေဒီတပ်ပုံကိုမိတ်ဆွေကြက်တယ်လို့ဆွဲလို့ရပါနော်ဥမာကွာဒီတပ်ပုံလေးဒီမျိုးလေးဆွဲယူလို့ရနော်ဒီတပ်ပုံလေးတွေဒီမျိုးဆွဲယူလို့ရတယ်ကိုကြက်တယ်လို့ဆွဲယူရတာနော်တပ်ပုံလေးဒါမိတ်ဆွေပြပြတာပဲဖြစ်တာပါနော်ဒီမျိုးဆွဲကိုကြက်တယ်လို့ဆွဲယူလို့ရတယ်နော်ကိုကြက်တဲ့ပုံစံမျိုးဆွဲယူလို့ရတယ်ဒါလည်းလိုပဲကိုကြက်တဲ့ဆွဲကြက်တဲ့နေရာအနေထားဒီဆွဲယူလို့ရတယ်နော်ဟုတ်နော်ဒီမှာတစ်ချက်ဖွင့်ပြမယ်နော်စနိုးလေးတွေကြာတယ်ဟုတ်လားဒီလားဘေးပန်းဒီလားစနိုးလေးတွေကြာတယ်对啦，这สโนว์လေးတွေကြာတယ်လားနင်းလေးတွေပေါ့နော်နင်းလေးတွေကြာနေမိတ်ဆွေကတချင်းထည့်မယ်ဆိုရင်တချင်းထည့်လို့ရတယ်နော်ကိုတချင်း download ဆွဲထားတာမရှိလို့တချင်းထည့်တာမပြတော့နော်ပြောစနိုးလေးနော်စနိုးလေးကြာတယ်တွေ့စနိုးလေးတွေကြာနော်ဗီဒီယိုကတော့ဒီလောက်ပါပဲနော်မိတ်ဆွေဒီ software ကိုစိတ်ဝင်စားတယ်ဆိုရင် Microsoft Store မှာတွားပြီးမှ download ဆွဲလို့ရပါတယ်နော်$3ကျော်ပဲပေးရပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုbye bye